မြို့တွေဒါကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးလောကကြီးပျက်စီးမဲ့လက္ခဏာတွေပဲဒါတွေကများများလာလေဆွေးတဲ့ဒီဂရီကဆွေးတဲ့ဘက်ကိုပြနေလက်တံကအဲ့ဒီဘက်ကိုညွှန်းနေပြီနော်ကြောက်ကြတဲ့လူတွေက2012ခုကဘာပြက်လိမ့်မယ်ပြက်နာကိုရင်နဲ့ပြက်နာကြာလာကိုရင်နေတဲ့ကိုပတ်ဝန်းကျင်မှာပြက်နေတာတွေကများလာပြီအဲ့တော့ဥပနာဟဆိုတာဉာဏ်ညွှန်းဖွဲ့တယ်ဥပနန္ဒနလက္ခဏောစိတ်ထဲမှာချီနှောင်ထားတယ်လူတယောက်မုန်းပြီဆိုရင်အဲ့ဒီအမုန်းတရားဟာရင်ထဲကမထွက်တော့ချီနှောင်ထားတယ်ဒါလို့ဆိုမေ့မပြစ်ဘူးဝေရအပတိနေသစ္စနရတောတဲ့ကလေးစားခြေဖို့ရန်လို့ဖို့ဘယ်တော့မှလက်မလွတ်ဘူးဘယ်တော့မှလက်မလွတ်ဘူးကလေးစားခြေဖို့အမြဲတမ်းတိတ်မှတ်ထားတယ်ကောဋာနုပပန္နဘာဝပစ္စုပ္ပထာနောရန်ညိုးနဲ့စိတ်ကိုအမြဲတမ်းချီနှောင်ထားတတ်တဲ့သဘာဝတရားလို့